ပါတယ်ဒီနေ့ဗီဒီယိုကျွန်တော်တို့ gym game သွားကစားမှာပဲဖြစ်ပါတယ်အဲ့ဒါကျွန်တော်ဒီမှာ daily review လေးအရင်လိုက်ပါမယ်မန်နီရပါတယ်ကျွန်တော်ဒီမှာမြားပြတဲ့အနောက်လေးကို like သွားကြည့်ပါမယ်ဒီမှာကျွန်တော်တို့ chess ကစားခိုင်းတာခင်ဗျမာဆယ်တက်အောင်လို့ကျွန်တော်တို့ click လိုက်ပါမယ် auto trainer ရှိပါတယ်ခင်ဗျကျွန်တော် click ထားမယ်ဒါလေးကိုထည့်လို့ရပါပြီအဲ့ဒါကျွန်တော်တို့မရသေးပါဘူးနော်တခုပဲထည့်ထားပါမယ်ကျွန်တော်တို့တခုထိုးခိုင်းပါတယ်ကျွန်တော်ကတော့ chest down လို့ထိုးခိုင်းလို့ထိုးလိုက်ပါတယ်အဲ့ဒါရပါပြီသူပြသွားပြီဆိုတော့ကျွန်တော်တို့ chest ကတော့တော်တော်နည်းပါတယ်ကျွန်တော် stamina တော့100ပဲရှိပါသေးတယ်ကျွန်တော်တို့မြန်လေးလုပ်လိုက်ပါမယ်ဒါဆိုရင်3ခုဆိုရင်လောက်သေးပါလားဆိုတော့5ခုထည့်လိုက်လို့ရပါပြီ5ခုတက်ပို့ထည့်လို့မရပါဘူးဒါရပါတယ်ခင်ဗျကျွန်တော်6ခုဆိုတော့ chest ကပိုတက်ပါတယ် chest ကို100လောက်ထိထားကြည့်ပါမယ်20ပြည့်ရက်လိုက်ပါမယ်ဟို20ပြည့်ပြီဆိုကျွန်တော်တို့ဒီမှာတောက်သွားပါပြီအဲဆိုကျွန်တော်ဒီမှာလက်မောင်းသွားကစားပါမယ်လက်မောင်းကကျွန်တော်တို့တခုပဲတက်ထားပါသေးတယ်အဲဆိုကျွန်တော်တို့လက်မောင်းလေးကတိတိလေးပါပဲအဲဆိုကျွန်တော်မြင်လေးကစားလိုက်ပါမယ်ဆိုတော့ကျွန်တော်တို့တခုတင်လို့ရပါပြီကျွန်တော်တို့ပို့ပြီးတော့မြန်လာပါပြီကိုယ်များထက်လေးပိုမြန်လေးပါပဲ4ခုထည့်လိုက်ပါပြီ5ခုထည့်လိုက်ပါပြီအဲဆိုရင်ကျွန်တော်တို့6ခုamp ကတော့နည်းနေပါတယ်9ခုအော်သူများဆိုရင် skin လေးရမြ10ခု10ခုကအလုံးစုံပါပဲကျွန်တော်10ခုလုံးတင်လိုက်ပါပြီ stamina တော့နည်းနည်းပဲကျန်တော့ပါတယ်လက်မတောက်လာပါပြီကျွန်တော်20ပြည့်သွားပါပြီ stamina ဖြည့်ထားပါမယ်ဒါခြေရောက်ပါခင်ဗျာခြေရောက်ကို stamina လေးရင်ဖြည့်လိုက်ပါမယ်အဲဒါတော့ကစားရအောင်ခြေရောက်လေးကစားရင်းနဲ့ကျွန်တော် auto train နဲ့နှိပ်ချင်ပါဘူးအဲဒါလေးချက်ပေးပေးလိုက်ပါမယ်ဒီမှာတခုတက်လိုက်ပါမယ်lux ကိုလည်းကျွန်တော်တို့20ပြည့်အောင်သွားကစားပါမယ်။မ4ခုတင်လိုက်ပါမယ်။ stamina ကတော့အလောက်ကြီးထင်သလောက်တော့မကျန်တော့ပါဘူး။10ခုပြည့်အောင်ထားလိုက်ပါမယ်။10ခုပြည့်သွားပါပြီ။တော်တော်မောနေပြီဗျ။တက်ခုပါကျွန်တော်ဒီမှာ15 20ပါစတာမီနာမရှိတော့ပါဘူးစတာမီနာတော့မြင်မှုစတာမီနာဝါဦးဒီစတာမီနာမြင့်နေရသွားပါမယ်ကျွန်တော်အော်တိုပြေးနေပါပြီဗျာဒါဆိုကျွန်တော်ပြေးပါပဲဒီကောင်က130မှာပြေးလို့ရပါမှာကျွန်တော်အရင်ဆုံးပြေးလိုက်ပါမယ်ဒီကောင်ကကျွန်တော်နှိပ်စရာမလိုဘူးမြ130ရောက်တော့ပါမယ်ကျွန်တော်ရပြေးပါမယ်မြန်လေးပြေးလိုက်ပါမယ်ဒီကောင်190မှာပါနောက်တော့ရေ6 pack ရေကိုသွားကစားရပါဦးမယ်200ပြည့်ရလိုက်ပါမယ်ကျွန်တော်2ခုစီတက်ပါရဲ့190ဆိုထပ်မြန်ပါပြီ200ပြည့်သွားပြီဆိုတော့ကျွန်တော်ဒါ8တင်ပါတယ်ဟုတ်ပါတယ်အဲ့ဒါကျွန်တော်6 pack သွားကစားပါမယ်
နေရာဆိုစတာမီနာပို့ပြီးတက်တာမြန်ပါတယ်နှစ်ခုတင်လိုက်ပါမယ်တို့6 ပတ်လေးကြီးလာတော့ပါမယ်ဒီခုတော့ကျွန်တော်4ခုတင်လိုက်ပါမယ်ကျွန်တော် click တာတော့ကျွန်တော် mouse နဲ့ပဲ click ပါတယ်ကိုကူကြီးမှတင်မှာ10ခုထည့်လိုက်ပါမယ်တို့မြင်လေး14 16 18 20ပါဆိုတော့ဒါကတော့နောက်ကျောပါဟုတ်ပါနောက်ကျောသွားကစားပါမယ်နောက်ကျောကတော့ကျွန်တော်ဒီကောင်က30မှာပါကျွန်တော်4ခုပဲရှိသေးပါတယ်10ပါဆိုတော့နောက်10သွားကစားပါမယ်ပို့ပြီးတော့4လာပါပြီကောင်း1000 kg မှလုပ်လို့ရပါမှာဟုတ်ဒါလေးကိုစတာမီနာလည်းတော်တော်ကုန်တယ်ဗျဒါလေးရပြီဆိုတော့ဟိုမှာတော့ပြန်ကြည့်ပါမယ်အကုန်လုံးတော့20ကျော်ပြီပါပဲကျွန်တော်ရှုံးမဲ့ပုံပေါ်ပါတယ်ကျွန်တော်မှာ116ဆိုပါကျွန်တော်ရှုံးမဲ့ပုံပါပဲတော့ပြန်ကြည့်ပါမယ်ကျွန်တော်ဒီမှာပါclick တာမယ်ခင်ဗျကျွန်တော်တို့ဒါကတော့လက်မောင်းပြပဲရှိပါတယ်ကျွန်တော်29ပဲbra ကျွန်တော် chest ပြပါမယ် chest ကတော့ကျွန်တော်32ရပါတယ်ကျွန်တော်အခုချိန်မှာအနည်းဆုံးဖြစ်နေပါတယ်ကျွန်တော်နောက်ကျော်ဟိုကောင်မှာဘာမှမရှိဘူးညဒီပဲရပါကျွန်တော်33ရပါတယ်95ပါapps ကလည်းသူ့မှာဘာလို့မှမရှိဘူးဆိုတော့ကျွန်တော်ပို့ရမယ်ထင်ပါတယ်တဲ့ကျွန်တော်ဘယ်အကောင့်နဲ့ကျွန်တော်ပုံများပါပြီခြေထောက်ကတော့ကျွန်တော်ကတော့ပို့သေးပါတယ်ဟိုကဒီပဲရတယ်ကျွန်တော်က33ပဲရပါတယ်ကျွန်တော်တို့9နေရာပဲရပါတယ်ကားပါပြီကျွန်တော်ဒါလေဒီမှာဘက်ကိုသွားကစားခိုင်းတာလားဟုတ်ပါဘူးဒီမှာဥဖောက်ခိုင်းတာပါနော်ဆိုရင်ဥတစ်လုံးဖောက်လိုက်ပါမယ်ကောင်းတဲ့ဥလေးပေါက်ပါစေအိုးကျွန်တော်ဒါကြီးပေါက်ပါလဲဆိုကျွန်တော်ဘက်ကလေးကိုသွားပြီးဆော့လိုက်ပါမယ်ကျွန်တော်ဘက်ကလေးကိုသွားကစားလိုက်ပါမယ်ကစားပါမယ်ဖတ်နေဆိုရင်ပိုရရမြင်ပါတယ်ကစားမယ်ကစားတော့မယ်သူပဲသွားခိုင်းလည်းမသိဘူးဒီကောင်ကျွန်တော်ပြန်ခိုင်းပါကျွန်တော်ပြန်ကြည့်ပါမယ် box ကတော့နည်းနည်းပိုကြီးသွားပါတယ်ဒါဆိုကျွန်တော် click ထားပါမယ်56ရပါတယ်ကျွန်တော်29ပဲရပါတယ်ဟိုဒါကတော့ chest ပါကျွန်တော်ကပူကြီးပါတယ်ကောင်းချောဆိုကျွန်တော်30နဲ့ကျွန်တော်ပူသေးရခင်ဗျဒါကတော့နောက်ကျောပါကျွန်တော်ဟိုကောင်ဘာမှမရှိပါဘူးဒါပေမဲ့ဒုတိယကောင်22ရတယ်ကျွန်တော်50ခုရပါတယ်ဟိုဒါကတော့ apps ပါကျွန်တော်36အောက်ကောင်1ပါ lex ကတော့လောက်တင်ထအောင်ဘောဒီကျွန်တော်34ကျွန်တော်ကတော့9နေရာပါပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဲ့ဒါကျွန်တော်တို့တောင်းစီကြည့်ရတဲ့လူတွေကျေးဇူးတင်ပါတယ်ကျွန်တော် like subscribe လုပ်ခဲ့ဘူးလေတောင်းဆိုချင်ပါတယ် bye